အားလုံးပဲမင်္ဂလာပါ Mystery Boy Channel ကနေကြိုဆိုပါရစေဒီနေ့ပြပြမယ့်ခေါင်းစဉ်ကတော့နန်းချစ်ကြီးစာပေကနေထုတ်ထားတဲ့ဆရာမဒေါက်တာမတင်ဝင်းပညာရေးတက္ကသိုလ်ရေးသားထားတဲ့မင်းယောက်ျားမင်းမိန်းမများဆိုတဲ့စာအုပ်ထဲကနေရာဇထရီဤတုတ်ရမိဖျားများဆိုပြီးတော့အခန်းကိုဖတ်ပြချင်ပါတယ်ရာဇထရီဤတုတ်ရမိဖျားများရာဇဝင်တွေကမိမသားများရဲ့အကြောင်းကိုရေးတဲ့အခါမှာအထောက်ထားရှိတဲ့မိမသားများအကြောင်းကိုသာရေးရပါတယ်မိမသားများအကြောင်းကိုရေးတယ်လို့ဆိုတဲ့အခါမှာလည်းသူတို့အကြောင်းကိုကွက်ကလေးကိုသာပြောလို့ရင်းမဟုတ်ပဲအဲ့ဒီမိမသားအသီးသီးအသက်ရှင်နေထိုင်ခဲ့တဲ့ခေတ်ကနိုင်ငံရေးလူမှုရေးနဲ့ယဉ်ကျေးမှုအကြောင်းတွေကိုပါအထူးပြီးပြောလိုတာဖြစ်ပါတယ်။အဲဒါကြောင့်ရာဇထရီရဲ့မိဖုရားများအကြောင်းကိုရေးတာနှစ်ကြိမ်တစ်တိုင်းရှိတဲ့အပြင်နောက်တစ်ခါထပ်ပြီးရေးရပါအောင်မယ်။ရာဇထရီရဲ့နန်းသက်တာနဲ့အင်းဝနဲ့ဟန်တာဝရီကြားမှာစစ်မီးဖြစ်ပွားခဲ့ပါတယ်။ရာဇထရီကမင်းကြီးစော်ကဲနဲ့ရောမင်းခေါင်နဲ့ပါစစ်ပြိုင်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့စစ်က38နှစ်တိုင်အောင်ဖြစ်ပွားခဲ့တာကို38နှစ်လုံးမရက်မနာစစ်ထိုးနေခဲ့တာမဟုတ်ပါဘူးစစ်ရက်နာတဲ့အချိန်များလည်းရှိပါတယ်ဒါအပြင်စစ်ဖြစ်ငြိမ်းဖို့စူးစမ်းခဲ့ရတဲ့အချိန်ကြီးပါပဲဗတီဒရီခေတ်မှာနှစ်နိုင်ငံအကြားရွှေလန်းငွေလန်းဖောက်တဲ့ချစ်ကြည်ရေးတည်ဆောက်တယ်လို့ဆိုတဲ့အခါမှာဗတီဒရီအချင်းချင်းစေမျိုးတော်ဆက်နိုင်အောင်စူးစမ်းတတ်ကြပါတယ်ဒီဆောင်မှာခေါင်းစဉ်အရာ300မိဖုရားအကြောင်းဆိုပြီးပြောလို့ရင်းဖြစ်ပေမဲ့ချစ်ကြည်ရေးတည်ဆောက်ဖို့ကြိုးစားတဲ့အခါမှာမင်းခေါင်ရဲ့နှမတော်အရင်ဖြစ်တဲ့မင်းသားမြတ်ကိုရာဇထရင်းနဲ့ဆုံဖက်စီပြီးနှစ်နိုင်ငံမိတ်ဖွဲ့ကြတဲ့အကြောင်းကိုပါအလင်းတင်းတဲ့အတွက်ပြောပြလိုပါတယ်။တက္ကရာ1406ခုနှစ်မှာရာဇထရကအမတ်ဒိန်ကိုဆေးသွတ်ပြီးအင်းဝမင်းခေါင်ရဲ့နှမတော်မင်းသားမြတ်ကိုတောင်းခံပါတယ်။အမတ်ဒိန်ကိုလွှတ်ပြီးတောင်းတယ်ဆိုတော့အလေးအမြတ်တောင်းခံတာပဲဖြစ်ပါတယ်။မင်းခေါင်ကလည်းမင်းရာဇာကိုတန်ဖက်အဖြစ်ဟန်တာဝရီကိုဆေးသွတ်ပါတယ်။မင်းရာဇာပြန်လာတဲ့အခါမှာနှမတော်မင်းသားမြတ်ကိုသူ့ပါဒေဘီဆိုတဲ့ပွဲကိုပေးပြီးဟန်တာဝရီကော်လီယာလက်ထက်တဲ့နန်းကိုပို့စီပါတယ်။အဖော်ဖြစ်မင်းရာဇာအပြင်ကတော်ကြီးတစ်ကြိတ်ပါပါတယ်။လက်ထက်ထိမ်းများပြီးတဲ့အခါမှာလည်းရာဇာထရစ်ကိုရောသူ့ပါဒေဘီကိုရောမင်းရစာကဆုံးမပါတယ်။ရာသထရစ်ကလည်းမင်းရစာနဲ့ကတော်ကြီးတစ်ကြိမ်အဖော်ပါလာသူများကိုဟန်တာဝရီအရောက်ခေါ်ဆောင်ပြီးပြုစုပါတယ်။အဲ့ဒီနောက်အင်းဝနဲ့ဟန်တာဝရီကြားမှာစစ်ပြေငြိမ်းသွားပြီးဟန်တာဝရီကအင်းဝကိုစင်ပေါက်အစီး30နဲ့ပသိန်းတင်မောအကောက်ခွန်ကိုနှစ်စင်မပြတ်ဆက်တာရပါတယ်။အဲ့ဒီရာဇဝင်အကြောင်းကိုဥကလာမှန်နှန်းနဲ့ရာဇထရစ်အရေးတော်ပုံစသည်တို့ကလက်ခံပြီးမြဲထွန်းတဲ့ရာဇဝင်အစ်စ်ကတော့လက်မခံပါဘူး။တေချာတဲ့အချက်တစ်ခုကိုပြောရမယ်ဆိုရင်မင်းခေါင်နဲ့ရာသထရစ်တို့ဟာတခါမကစစ်ပြေငြိမ်းဖို့ကြိုးစားကြရင်အကြိမ်ကြိမ်စစ်ထိုးဖြစ်ခဲ့တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အဲ့ဒီစစ်ပွဲအတွင်းမှာအင်းဝဘက်ကမွန်မင်းသမီးတလမီကျော်ကိုရရှိခဲ့ပြီးဟန်တာဝရီဘက်ကအင်းဝမင်းသမီးစောပြေချမ်းသာကိုရောမိဖုရားရှင်မီနောက်ကိုရောရခဲ့ပါတယ်။စောပြေချမ်းသာဆိုတာကမင်းရဲ့ကျော်စွာနဲ့တမီထဲကမွေးဖွားခဲ့သူမင်းခေါင်ရဲ့တမီတော်ဖြစ်ပါတယ်။စောပြေချမ်းသာအကြောင်းကိုပြောရမယ်ဆိုရင်ရခိုင်အေးကစပြီးပြောရမှာဖြစ်ပါတယ်။ရခိုင်ပြည်ရင်ထောရကြီးဟာအင်းဝပိုင်တဲ့များကိုထိပါလာတဲ့အတွက်မင်းရဲ့ကျော်စွာကိုယ်တိုင်တွားရောက်တိုက်ခိုက်ပြီးထောရကြီးရဲ့နေရာမှာကလေးမျိုးစားနော်ရထားဆိုသူကိုနန်းတင်ခဲ့ပါတယ်။အင်းဝအနေနဲ့ရခိုင်ရေးကိုစိတ်အေးလိုပုံပေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့မင်းကောင်ဟာအသက်73နှစ်သာရှိသေးတဲ့သမီးတော်စောပြေချမ်းသာကိုရခိုင်ပြည်ရင်ဖြစ်တဲ့နော်ရထားထံပို့ပြီးထိမ်းများစေခဲ့ပါတယ်။တချို့ရာဇဝင်များကစောပြေချမ်းသာကိုအသက်15နှစ်လို့ဆိုကြပါတယ်။ဘာဖြစ်ဖြစ်မင်းသမီးကလေးဟာအတော်အသက်ငယ်သေးတာပါပဲ။အင်းဝနဲ့ဟန်တာဝတီကမဟာမိတ်ဖြစ်နေတော့အင်းဝရဲ့အရေးခင်းများထဲမှာရာဇထရစ်ကဘာမှဝင်မပါခဲ့ပါဘူး။ထောရကြီးရဲ့သားနမိတ်လှဟန်တာဝတီဘက်ကိုလာရောက်ခိုလုံတဲ့အခါမှာတော့လက်ခံထားခဲ့ပါတယ်။ဒါပေမဲ့အင်းဝမှာအလွန်အရေးကြီးတဲ့ကိစ္စများဇက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။မင်းခါဟာတကယ်ဆိုရင်ညီတော်ဖြစ်သူမင်းသိဋ္ဌိရဲ့စစ်ရေးအစွမ်းစွာကြောင့်သာမင်းဖြစ်ကိုရခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မင်းသိဋ္ဌိအနေနဲ့ကလည်းမင်းခေါမရှိတဲ့အချိန်မှာမင်းဖြစ်ကိုရယူဖို့ရည်ရွယ်ထားခဲ့ပါတယ်။ဒါပေမဲ့ရခိုင်ရေးမှာမင်းရဲ့ကြော်စာကအစမ်းစားပြခဲ့တာကိုမင်းခေါင်ကအလွန်အားရတော်မူခဲ့တဲ့အတွက်မင်းရဲ့ကြော်စာကိုပခန်းစာသရဖျားရဲ့သမီးစောမင်းလှနဲ့ဆုံမှတ်ပြီးအိရှိအရာကိုပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာမင်းသိဋ္ဌိဟာစိတ်အနာကြီးနာပြီးနောင်တော်ကိုစော်ကားမော်ကားပြောခဲ့ပါတယ်။နောက်ဆုံးနောင်တော်နဲ့စီးချင်းထိုးတဲ့အထိဖြစ်လာပါတယ်။စီးချင်းထိုးတဲ့ပွဲမှာမင်းသိဋ္ဌိရှုံးပါတယ်။အဲ့ဒီတော့မင်းခေါင်ကမင်းသိဋ္ဌိကိုအကျဉ်းချလာခဲ့ပါတယ်။နောက်တော့ရှိခဲ့မှုတဲ့ကျေးဇူးကိုထောက်ထားဖို့မင်းရစာကဆုံးမတာနဲ့ညီတော်ကိုအကျဉ်းကလွှတ်တော်မူခဲ့ပါတယ်။စိတ်အနာကြီးနာနေပြီဖြစ်တဲ့မင်းသိဋ္ဌိကရာဇထရစ်ဘက်ကိုပြေးဝင်ခိုလုံခဲ့ပါတယ်။ရာဇထရစ်ဟာအစွမ်းစားရှိတဲ့မင်းသိဋ္ဌိကိုလည်းရရောတစ္ဆာသွေးဖြီတော့တာပါပဲ။ရခိုင်ကိုတွားရောက်တိုက်ခိုက်ပြီးနေရမိတ်လှကိုပန်လန်ထိနှန်းတင်ခဲ့ပါတယ်။ရခိုင်မှာစိုးစံနေတဲ့နော်ရထားနဲ့မင်းသမီးစောပြေချမ်းသာကိုဖမ်းဆီးခဲ့ပါတယ်။ရာဇထရစ်ဟာနော်ရထားကိုကွပ်မျက်ခဲ့ပါတယ်။စောပြေချမ်းသာကိုတော့မိဖုရားဖြစ်သိမ်းပိုက်ခဲ့ပါတယ်။
စောပြေချမ်းသာဟာအင်မတန်ငယ်တဲ့အချိန်မှာဖခင်ရဲ့ထီးနံအရေးအတွက်စတေးခံခဲ့ရတယ်လို့ဆိုရင်လွန်မယ်လို့မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဘရင်သမီးတော်အရင်နဲ့လက်ဆက်ခွင့်ရတယ်ဆိုလို့ရှိရင်အမြင့်မားဆုံးသောချီးမြှင့်ခြင်းနဲ့ချီးမြှင့်တာကိုခံရတယ်လို့ခံယူတဲ့ခေတ်ပဲပြီကိုသူခင်ဗျာမင်းခေါင်နဲ့မင်းသိထီတို့ကြားမှာဘာမှမဖြစ်ခဲ့ရင်ရာဇာထွေးဘက်ကမင်းသိထီကိုအကြောင်းပြပြီးထားခဲ့ပြီးသားသစ္စာကိုမဖြတ်ခဲ့ရင်ဖြစ်တဲ့ဘဝမှာအသားကျသွားမှာပါပဲ။အခုတော့ပြည်ထဲရေးမအေးခဲ့တဲ့အတွက်စောပြေချမ်းသာခမငငယ်ရွယ်နဲ့လက်ပြောင်းခဲ့ရပါပြီ။ရာဇာထွေးအနေနဲ့တောင်ရမင်းသမီးများကိုအဲ့ဒီခေတ်ကဒလေးအရာမင်းသားတစ်ပါးပါနဲ့လက်ဆက်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ရာဇာထွေးဟာလှပချောမောတဲ့စောပြေချမ်းသာကိုသူကိုယ်တိုင်ပဲတင်ပိုက်လိုက်ပါတယ်။စောပြေချမ်းသာဟာဖခင်နဲ့အရွယ်တူရုပ်ရည်အားဖြင့်လည်းအင်မတန်ကြမ်းတမ်းသူစစ်ဘီရင်ကြီးကိုဘယ်မှချစ်ခင်မြန်လို့နိုင်ပါမလဲ။ဒါပေမဲ့သူ့ရဲ့ခံစားမှုကိုဘယ်လိုမှပြသဖို့မှမဟုတ်ပါဘူး။အင်းဝဘရင်မင်းခေါင်ဟာသူ့သမီးတော်ကိုရာဇာထွေးတိမ့်ပိုက်လိုက်ပြီးဆိုတာနဲ့ဟန်နာရီဘက်ကိုစစ်ချီတက်လာပါတယ်။မိုးလေအစင်သင့်အောင်စစ်အင်အားဖြည့်ဆည်းချိန်ရအောင်တော့ဆောင်းရသေးတာပေါ့လေ။အင်းဝဘက်ကအင်းပဲစားတို့နောင်တွင်မိုးညင်းတို့ဖြစ်လာမဲ့သူကိုစစ်တမ်းဖြစ်ဟန်နာဝရီကိုဆေးလွှတ်ပါတယ်။မင်းခေါင်ကရာဇာထွေးရဲ့သမီးတလားမြေကျော်ကိုပြန်လဲပို့ပေးပါမယ်။သူ့သမီးကိုလည်းပြန်ပေးပါလို့တောင်းခံပါတယ်။ရာဇာထွေးကမင်းခေါင်ရဲ့ကန့်လန့်ချက်ကိုလက်မခံပါဘူး။သူ့ရှိမှစစ်တမ်းဖြစ်ရောက်လာတဲ့တတိုးမြင့်အောင်စောပြေချမ်းသာကိုကုန်းခွဲယူလာခဲ့ဖို့ရာဇာထွေးကစေခိုင်းခဲ့ပါတယ်။ပြီးတော့တတိုးကိုပြောပါသေးတယ်။မင်းသခင်ရဲ့သမီးတော်မိမ္မာတာကိုခံချေတဲ့ဒီနေရာမှာတတိုးကတော့ပါတယ်။သူသာတဲ့ကိစ္စကအေဂရစ်နှစ်ပါးရဲ့ချစ်ကြည်ရေးကိစ္စသာဖြစ်ပါတယ်။သမီးတော်ရဲ့အမိတ်အမှားကိုခံစားကြောင်းမရှိပါဘူးလို့ပြက်ပြက်ပဲရှောက်ခဲ့ပါတယ်။စောပြေချမ်းသာအဖို့ကတော့ဒီနေရာမှာစိတ်မသက်မသာနဲ့အယုတ်ကလေးတယုတ်လိုလှုပ်ရှားနေခဲ့ရမှာဖြစ်ပါတယ်။ရာဇာထွေးဟာဘရင်မင်းခေါင်ကိုလှုပ်ကြံဖို့လကွန်းအိမ်ကိုတောင်းပန်ပေးခဲ့ပါတယ်။ဘလို့ကိစ္စမျိုးအားစားပြီးအဲ့ဒီတောင်းဝန်ဟာလကွန်းအိမ်ရဲ့ပခုံးပေါ်ကိုရောက်လာတယ်ဆိုတာပြောနေရရင်တော့ဇလန်းကရှေးရုံမကားဘေးကိုရောက်သွားပါမယ်။အဲ့တော့စောပြေချမ်းသာနဲ့ပတ်သက်တာကိုပဲပြောပြရသေး။လကွန်းအိမ်ဟာမင်းခေါင်ကိုပထမအကြိမ်လှုပ်ကြံဖို့ကိစ္စမအောင်မြင်တဲ့အခါမင်းခေါင်ဆန်နေတဲ့ယာယီတဲနန်းပေါ်ကိုညအခါမှတက်ပြီးမင်းခေါင်ကိုလှုပ်ကြံဖို့တာဝန်ကိုဆက်ပြီးယူရပါတယ်။မင်းခေါင်ရဲ့တဲနန်းထက်ကိုတကယ်လည်းတက်နိုင်ခဲ့ပါတယ်။လက်သုံးတော်ပဒံများစီတားကိုလည်းယူနိုင်ခဲ့ပါတယ်။မင်းခေါင်ကိုတော့မလှုပ်ကြံနိုင်ခဲ့ပါဘူး။ရာဇာထွေးကစောပြေချမ်းသာကိုခေါ်စီပြီးပဒံများကြောက်စီတားကိုပြပါတယ်။ပြီးတော့သူ့ဖခင်မင်းခေါင်ရဲ့ဒါဟုတ်မဟုတ်ကိုမေးပါတယ်။စောပြေချမ်းသာကဟုတ်ပါတယ်လို့ငိုယူပြီးရှောက်တင်ပါတယ်။တနာစရာကောင်းလိုက်ပါပြီလေ။မင်းခေါင်ကိုလှုပ်ကြံပြီးမှဒီပဒံများကြောက်စီတားကိုယူခဲ့တာလားမလှုပ်ကြံမဲယူခဲ့တာလားဆိုတာကိုစောပြေချမ်းသာဘသူကိုမေးရပါမလဲ။ဘသူကအရေးလုပ်ပြီးစောပြေချမ်းသာကိုပြောပြကြမှာလဲ။ခင်ဗျာဖခင်နဲ့အနိကဆုံးနေရမှာအချိန်ပြည့်နေတဲ့ပစ္စည်းကိုတွေ့လိုက်ရကြတဲ့ကဖခင်ကတော့ဆုံးရှပြီးဆိုပြီးအတော်ဝမ်းနည်းနေရှာမှာပဲစောပြေချမ်းသာရဲ့မိခင်ကရှင်မိနောက်ဖြစ်ပါတယ်မင်းခေါင်အိမ်နေဆန်ဘွားကလေးကခမဲတော်ဖြစ်သူမင်းကြီးစော်စော်ကလက်ထပ်ထိမ်းမြပေးခဲ့သူဖြစ်ပါတယ်မောမင်းသမီးလေးပါပဲနောက်တော့လည်းမင်းခေါင်ရဲ့မိဖုရားအိမ်ရှိမင်းမီးရင်ကျော်စွာရဲ့မိခင်ဘွားကိုရောက်လာခဲ့ရသူဖြစ်ပါတယ်ရင်မြင့်တော့ကြာတင်းခဲ့တာပေါ့လေအဲ့ဒီရှင်မီနောက်ဟာရုပ်စင်းတံလှပတဲ့သူဖြစ်ပါတယ်။မင်းခေါင်ကိုလကွန်းအိမ်မလုံးကျန်နိုင်သေးသလိုစစ်ကလည်းဆက်လက်ဖြစ်ပွားနေသေးပါပဲ။မင်းခေါင်ရဲ့တက်ကိုရာဇာထွေးအပါဝင်ဟန်နာရီသားတို့ကတပ်ပေါင်း6တပ်နဲ့ဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။အစောပိုင်းမှာမင်းခေါင်ဟာရဲမြတ်စွာစင်တော်ကိုစီးပြီးတိုက်ခဲ့တာလကွန်းအိမ်ရဲ့တက်ပြတ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာမွန်သူရဲကောင်ဥပကောင်ရဲ့တက်ကဥဆောင်ပြီးကျန်တဲ့တပ်များကဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အတွက်အားချင်းမမျှလို့မင်းခေါင်အမြန်ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီလိုအပြင်းဆုတ်ခွာခဲ့တဲ့အချိန်မှာမိဖုရားရှင်မီနောက်ဟာစင်တော်ပေါ်ကပေါင်းဝန်းနဲ့တကွာကြကြံခဲ့ပါတယ်။ရာဇာထွေးတပ်များကရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာရှင်မီနောက်ကအသက်35နှစ်ပဲရှိပါသေးတယ်။အလွန်လှပပါတယ်။အဲ့ဒါကြောင့်ရာဇာထွေးကရှင်မီနောက်ကိုမိဖုရားမြောက်ခဲ့ပါတယ်။မင်းခေါင်ဖို့ကတော့သမီးတော်ကိုပြန်မရပဲမိဖုရားတပါးထပ်ပြီးဆုံးရှုံးခဲ့ရတာပါပဲ။တိုက်ဆိုင်ခြင်းတော့စောပြေချမ်းသာနဲ့ရှင်မီနောက်ကတားမိဖြစ်နေပါတယ်။တားမိနှစ်ယောက်နန်းတော်ထဲမှာတွေ့ခင်ရခဲ့ကြသလား။သူတို့ကိုရာဇာထွေးကမျက်နှိုးမှုရှိသလား။ဒါမှမဟုတ်မလေးမစားပြုသလား။ဆိုတဲ့အကြောင်းတွေကိုကျွန်မမသိပါဘူး။တလမေတီရီဇင်းမယ်မှာခံရတယ်လို့ပေါ့။ကျွန်မသိတာတခုတော့ရှိပါတယ်။အမီနဲ့နှမကိုဟန်နာရီကရသွားတာကိုမကျေနပ်နိုင်တဲ့အတွက်မင်းရဲ့ကြော်စွာကဟန်နာရီတက်ကိုစုံပြီးလာပါသေးတယ်။ဒါပေမဲ့အမီနဲ့နှမကိုကဲနိုင်ဖို့နေတတ်တာသူကိုယ်တိုင်ပဲလျင်ဟန်နာရီအပိုင်းဒလယခုအခေါ်တွန်သေးမှာကြာဆုံးခဲ့ပါတယ်။အင်းဝဘရင်မင်းခေါင်နှက်ရွာဆန်ပြီးတဲ့နောက်တစ်နှစ်
မူကွဲ2 နှစ်ကြာမှရာဇကျွေးနှဲရွာဆန်ပါတယ်ရာဇကျွေးမရှိတဲ့နောက်ပိုင်းမှာလည်းမွန်မင်းသမီးရှင်စောဖူကိုသူ့ရဲ့မောင်တော်ကဆက်တာလို့အင်းဝမင်းစင်ဖြူရှင်တိဟတ်သူရဲ့ထံကိုရောက်သွားတာကိုသိရပါတယ်ရှင်မီနောက်နဲ့စောပြေချန်သာတို့အကြောင်းကိုတော့မသိရတော့ပါဘူးစနစ်တိုင်းခေတ်တိုင်းမှာတားတဲ့သူနာတဲ့သူဆိုတာရှိသမြဲပါပဲအဲ့ဒီတာသူနာသူတွေထဲမှာမိန်းမရောယောက်ျားများပါပါတယ်ဒါပေမဲ့မင်းတစ်ပါးကတပားကိုလက်ဆောင်အဖြစ်ဆက်တာကိုခံကြရတာကတော့မိန်းမများဖြစ်ပါတယ်တုံရအမျိုးသမီးများအနေနဲ့လည်းအခုပြောခဲ့သလိုတိမ့်ပိုက်တာကိုခံကြရတတ်ပါတယ်တုံရယောက်ျားများအနေနဲ့လည်းကွက်မြတ်တာကိုခံကြရစမြဲပါစစ်ရှုံးလို့အဖမ်းခံရပြီဆိုတာနဲ့တေတာများပါတယ်အခုပြောခဲ့တဲ့မိန်းမများအနေနဲ့ကတော့အသက်လည်းမသေးပါဘူးမိဖုရားအဖြစ်တောင်မှတော်ကောက်တာခံရပါသေးတယ်ဒါပေမဲ့မချစ်မနှစ်သက်သူရဲ့လက်ထက်မှာစိုးရိမ်ထိတ်တန့်စွာနေရတာဟာတခါမကတည်နေရတာဖြစ်လို့ပိုပြီးဆိုးပါတယ်ကလျာ1994ဖေဖော်ဝါရီလ